အားလုံးပဲမင်္ဂလာပါကျွန်တော် attack on FE page ကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြသွားချင်တာတော့ကျွန်တော်မနေ့ကဆိုတာဒီမနက်ပေါ့နော်ဒီမနက်9 နာရီတော့pre-season ပထမဆုံးဒီပြအခုကျွန်တော်ဒီ Anthony Iola ရဲ့ပထမဆုံးပွဲစဉ်ဆန္ဒလန်နဲ့လီဗာပူးပေါ့နော်ကျွန်တော် 4-2 နဲ့နိုင်ရရှိရဲ့ပွဲစဉ်ပွဲပြီး3 နဲ့ချက်ကိုကျွန်တော်ပြောပြပါခြင်းတယ်ပြီးတော့ကျွန်တော်အခုလက်ရှိtransfer news လေးပေါ့လီဗာပူးရဲ့ transfer news လေးကျွန်တော်ပြောပြပါခြင်းပါတယ်အဲ့တော့ကျွန်တော်မနေ့တုန်းကလီဗာပူးကကျွန်တော်ဒီသူ့ရဲ့ဒီပြတဲ့ရဲ့အခုကစားကွက်တိုင်းပဲ4-2-3 ပေါ့နော်4-2-3 formation နဲ့သူထွက်လာခဲ့တယ်ထွက်လာပြီးတော့ကျွန်တော်ဒီဟိုပါပေါ့ကိုသမားတော့မမတက်ချ်ပြီးပြီးရင်ကျွန်တော် right back left back က right back မှာ frame ball left back မှာ semi cat ပြီးရင်ကျွန်တော်ဒီစတာဘတ်နှစ်ယောက်ကဂျိုးကိုမဲ့ရယ်ပြီးလူငယ်ကစားသမားလေးကျွန်တော်ဒီDI ရဲ့ပေါ့နော် NDI ရဲ့အနေရောက်ပါတယ်ပြီးရင်ကျွန်တော်ကွင်းလယ်မှာကျတော့ McConnell ပေါ့နော် McConnell လူငယ်သားမှာ McConnell ကာတစ်ကျော်ရယ် Harvey Elliott 3ယောက်ပါတယ်ပြီးရင်ကျွန်တော်အရှေ့တန်းမှာကျွန်တော်ဒီလူငယ်သားမှာပဲ well right ပေါ့အရှေ့တန်းထောင်ပေါ့နော်ထောင်မှာ well right ရယ်ပြီးရင်ကျွန်တော်ဟိုဘက်မှာကဒီ right wing မှာကျွန်တော် Morrison ပေါ့နော် Morrison ခြေတန်းပြပါတယ် Morrison ရယ်ပြီးကျွန်တော်အကူကူပါပေါ့နော်ကျွန်တော်ပဲကစားမှာဒါတော့ဟိုအထူးလည်းပြောနေကြမှာပေါ့အဲဒီကစားမှာပေါ့အဲ့တော့ကျွန်တော်မနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာဟိုပါပေါ့ဘယ်လိုပြောရမလဲကစားဝါကတော့လူငယ်တွေကတော့များတာပေါ့ဗျာလူငယ်တွေများပြီးတော့ဒီ main line နဲ့ဆိုလို့ဘယ်လိုပြောတော့ဒုတိယပိုင်းဝင်လာတဲ့ support line ရှိမယ်နော် support line ရယ်ပြီးကျွန်တော်ကတစ်ချုံပေါ့ဒီလောက်ပဲရှိကျန်တဲ့လူတွေကဒါပြီး frame ball ပေါ့နော် frame ball ဒီလောက်ပဲရှိပါတယ်ဒီလူဟိုပေါ့ main line နဲ့အနေနဲ့အဲ့လောက်သူတို့ဝင်ပါဝင်ခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်မနေ့ကအဲ့လိုပွဲထွက်လာပြီးတော့ကျွန်တော်ပထမပိုင်း9မိနစ်မှာတင်ကျွန်တော်ဂျိုးကိုမတ်ခြံရရှိခဲ့တယ်ကျွန်တော်ထုံးစံတိုင်းပဲလမ်းလျှောက်နေတယ်ဆရာကြီးကတော့ဒီရတိုင်းထိုင်ရတော့ရခဲ့တယ်ပြီးရင်ကျွန်တော်အဲ့ဒီတန်းရပြီးတော့သူ့နေရာမှာအစားထိုးနေတယ်ပေါ့နော်လူငယ်သားမှာဒီအန်ဒုကီပေါ့အန်ဒုကီတယ်အန်ဒုကီကျွန်တော်အတန်တော့မှာပဲတောင်းမယ်လေအန်ဒုကီကိုထည့်ခဲ့တယ်အကောင်လေးမစိုးဘူးကျွန်တော်သဘောကျတယ်ကျွန်တော်ကစားခဲ့ပေါ့နော်ဒါအဲ့တော့ပထမပိုင်းဒီ7 မိနစ်လောက်အတွင်းမှာတော့ဒီ well right ကတော့ဒီအခုနီးပြတဲ့ရဲ့ဒီ listener အတိုင်းပေါ့နော်ဟိုလိုက်ပြီးတော့present လုပ်တယ် present ကတော်တော်လုပ်တယ်ပြီးရင်ကျွန်တော်ဒီနေ့အဲ့လို present လုပ်တော့ဗျ present လုပ်ပြီးတော့မဆိုးဘူးဒါပေမဲ့ပထမပိုင်းကတော့အရင် performance သိမကောင်းဘာလို့ဆိုတော့ frame ball semi cat ပေါ့နှစ်ကောင်လုံးကတည်ရတယ်မချထွက်တာဆက်မပြေဘူးကျွန်တော်တော့ဟိုဒီလက်ရှိနီးပြတဲ့လက်ထပ် training တွေမှာတော့သူတို့ဒီထက်ပိုပြီးတော့လုပ်တဲ့ဟိုပိုပြီးတော့ try နေတယ်လို့ပိုစူးစမ်းနေတယ်ပေါ့နော်ပိုစူးစမ်းနေတယ်လို့ထင်တယ်ပြီးရင်ကိုသမားမမတက်ရွှေလေးပေါ့ဒီကစားမလည်းကျွန်တော်အရင်ကိုသမားလည်းအရင်တိုးတက်လာတယ်လို့တော့မမြင်ဘူးသူကတော့ဒီတိုင်းမဲ့ဟိုပတ်စီကမှားနောက်ပတ်စီကမှားနေတော့ဗျာဒီမှာအဲ့တော့ဟို McConnell လေးနဲ့မဆိုးပါဘူး McConnell လေးတော့သဘောကျတယ် McConnell ဒါမဲ့လည်းသူ့အမှားကြောင့်ဟိုကိုပေးလိုက်ရပေါ့နော်အဲ့တော့မဆိုးဘူးပြီးတော့ဟိုလိုပြော Harvey Elliott ပေါ့ Harvey Elliott လည်းဘယ်လိုဖြစ်လဲဆိုတော့သူကနည်းနည်းဒီ Morrison ဘက်ကိုဗျာ right wing ဘက်ကိုနည်းနည်းလေးရိုင်းနေတယ်လို့ဖြစ်အဲ့တော့ဟိုဘက်ကအန်ဂူလိုဝါနဲ့ Simi ကနဲ့နှစ်ယောက်တည်းဗျအဲ့လိုတီးတိုင်ဖြစ်ရောဘယ်လိုဟုတ်တယ်အဲ့လိုတီးတတ်ပုံပဲဖြစ်နေဗျာပြီး well right ကြီးလည်းဘောလုံးကမထွက်ဘူးဗျဘောလုံးမရောက်တော့သူလည်းတိုင်ပတ်တာပေါ့နော်တိုင်ပတ်ပြီးတော့ပထမအဲ့ပွဲစားပိုင်းတော့ pressing line လုပ်ပြီးနောက်ပိုင်းကျတော့ငယ်လေးအောင်ငယ်လေးတော့အရင်သူ line မလောက်နိုင်တော့ဘူးနော်အဲ့တော့ကျွန်တော်တိတ်အားမရဘူးနော်အဲ့ဒါမဲ့အခုဂျိုးကိုမထွက်ပြီးဆိုရင်ဂျိုးကိုမထွက်ပြီးတော့ကျွန်တော်ဒီလူငယ်နှစ်ယောက်ကစားတဲ့ဥစ္စာတော့မဆိုးသူတို့ငယ်လေးဗျ session နဲ့လောက်ပဲရှိသေးတယ်ဘာဖြစ်ဖြစ်ဟိုကောင်းတယ်အဲ့ဟိုကောင်းလေးNDI ပေါ့နော် NDI လေးဆိုမဆိုးသူဘာဖြစ်ဖြစ်ဘယ်လိုပြောမလဲ vertical ball ကိုထုတ်တယ်ဗျဟိုဒီနီးပြလိုချင်တဲ့ပုံစံပေါ့နော်ဟို vertical pass တွေသူဆောင်ပေးတယ်ဗျပေးတယ်မဆိုးဘူးပြီးဟိုကောင်းလေးဆိုလည်းအန်ဒုကီဆိုလည်းငြိမ်တယ်ဗျနည်းနည်းငြိမ်တယ်လို့ပြောရမယ်ဘာဖြစ်ဒီကောင်လေးဟိုဘာဖြစ်အသားကျပါအတင်းနဲ့အသားကျပါဆိုရင်ကျွန်တော်နောက်ပိုင်းဒီ FAPP ကတော့ဖြစ်ပေါ့နော်အမှသူတို့ထဲဆော့တော့ပို့ပြီးတော့fine တယ်ပြီးတော့မနေ့ကအငူကတော့ပြောတယ်မလို့ပါသူကတော့အစားရင်းကကောင်းပြီးသားကမှဆိုတော့ဟို Morrison ကျတော့ဆိုးပါ Morrison နဲ့မနေ့က performance တော့ကောင်းတယ်လို့ပြောတယ်သူpass တွေကောင်းတယ်ပြီးကိုယ်လည်းတွင်းသွားပါတော့ပထမဆုံးကိုတော့သူတွင်းသွားတယ်အဲ့ဒါတော့ကျွန်တော်ဒီဟိုပါပေါ့ဗာလဲ
တော့ဘာလို့လဲရိုးရိုးပဲ fitting ပဲတွန်းပြီးတော့တွင်းသွားပါတော့ fitting တွန်းပြီးတော့ကျွန်တော်ဆိုးပါလှပါတယ်အဲ့တော့ကျွန်တော်အဲ့ပထမပိုင်းမှာကျွန်တော်အဲ့လိုပွဲရဟိုတိတ်နည်းနည်းပြင်းစရာကောင်းတော့ဗျာပြင်းစရာကောင်းတိတ်အားရမှုအားတိတ်မရဘူးဗျာဟိုကစားသမားဘယ်လိုလဲဒီပြဆော့နေတယ်ပုံစံအရင်တော့မမြင်ရဘူးကျွန်တော်ပြောလို့ဆိုတော့ present နေတော့ like ဖြစ်တယ်ဒါပေမဲ့ကစားသမားရဲ့နည်းနည်းလိုအပ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်ဗျအဲ့တော့ဟိုအဲ့လိုပထမပိုင်းကျွန်တော် EO ရနေတယ်လို့ပြီးသွားပါတော့ဒုတိယပိုင်းကျတော့ကျွန်တော်တို့ဒီဟိုဝင်လာတယ်လူတွေဝင်လာတဲ့တော့ခုမတ်တို့เนาะခုမတ်ဆိုခြေစာတော့ suppose line လို့ပြီးညိုနေပေါ့နော်ညိုနေတော့ဝင်လာတယ်ဝင်လာပြီးတော့ပြီးကားကပ်ဝင်လာတယ်သူတို့ပါမှာပဲတော်တော်ကြီးကိုဟို senior ကသားသမားလို့တော့ပြောလို့ရတယ်အဲ့လို suppose line ကလုံးဝ captain လက်ပတ်ကြီးနေတာတင်ပါအကောင်လိုက်ပြီးတော့ကောင်ပိုင်းလိုက်ပြီးတာတော်သဘောကျတယ်ကျွန်တော်ကတော့လေဟိုဘာဖြစ်လူငယ်တွေရဲ့နည်းနည်းရှေ့ဆောင်လမ်းပြပါဗျအဲ့လိုပုံစံဖြစ်တာပေါ့မနေ့ကသူကန်သွားတယ်လို့ဆိုတော့တော်မိုက်တယ်လုံးဝအပြောက်ကြီးပဲကိုယ်ကဘာမှမလုပ်နိုင်အဲ့တော့ပြီးတော့ကိုလည်း assist လုပ်ပါသေးတယ်ဗျနောက်ဆုံးခုမှစီဒီတွင်းဖို့ပေါ့နော်ခုမှတွင်းဖို့လည်းသူ assist လုပ်ပါတယ်မနေ့ကဒုတိယပိုင်းမှာတော့ညုံနေလေးတော့ကျွန်တော်တော်သဘောကျတယ်ညုံနေကဘာဖြစ်လို့ဆိုတော့ suppose line နဲ့ press ဆိုတာအကြောင်းလည်းပါတော့ပါတယ်ဒါပေမဲ့သူကသားတဲ့ talent ပါပြီးတာနော်ဆော့တာတော်တော်ကြီးကိုဟိုအရင် smooth ဖြစ်လွန်တယ်ဗျတော်တော်လူကြီးဘယ်လိုပြော senior တင်းမှာဆော့နေရကြအရင်တော့ဆော့ပွဲကြောင့်လည်းပါမှာတော့မသိဘူးနော်အဲ့တော့ညိုနီလေးကတော့မနေ့ကတော်တော်ကြီးကိုကောင်းတယ်ဟိုဒီပုံစံတိုင်းဆိုတော့သူ့တော့ဘယ်လိုပြောငါတော့မချသေးဘူးဒီအခုကျွန်တော်လက်ရှိ FA Cup ဖြစ်ကတော့မဖြစ်ဖြစ်ဆိုတော့မှဆိုရင်တော့သူ့အသုံးပြုလို့ရတယ်ပဲကျွန်တော်တော့အဲ့လိုတော့မြင်တယ်မနေ့ suppose line တော့ပြောကြမလို့ကားကက်လည်းကောင်းတယ်ခြေသားလည်းမဆိုးပါဘူးတကူတော့တွင်တော့ဗောနော်ဒါပေမဲ့အရင်တော့စိတ်တော့အားမရဘူးပေါ့ပြီးတော့ကျွန်တော်ဒီ Morrison ညာပေါ့နော် Morrison ညာဝင်လာ AB အဲ့ကောင်လေးကျွန်တော်အဲ့ကောင်လေးကိုတော့ကျွန်တော်သတိတော့ထားမိတယ်ဒါပေမဲ့မနေ့ကမဆိုးပါဘူးသူလည်းနည်းနည်းပါပဲအရင်တော့မလုပ်ပြနိုင်ဘူးပေါ့နော် Morrison တော့ဟိုမဖြစ်နိုင်မလုပ်ပြနိုင်ဘူးဟိုဒါပေမဲ့မဆိုးပါဘူးချိန်သွားတော့ကောင်းပါတယ်ပွဲပြီးတော့ကျွန်တော် 4-2 နဲ့နိုင်ရရှိခဲ့ပါတော့အဲ့တော့ဘာဖြစ်ဖြစ်ဟို result အနေနဲ့လည်းကောင်းတယ်ဒုတိယပိုင်း performance အနေနဲ့ဆိုလည်းတော်တော်အဆင်ပြေတယ်ဟိုအတင်းဒီအခုဒီပြဘယ်လိုသွားနေလဲပေါ့နော်အဲ့လိုပုံစံမှာတော်တော်ကြီးကိုဟိုမြင်ရတယ်ပေါ့နော်သူဘယ်လိုသွားရင်သူကစားနေတဲ့ပုံတော့ကျွန်တော်တေချာဆိုတာတဲ့ဒီပေါ့အခုတော့တေချာအရင်တော့မမြင်ရသေးဘူးပေါ့နော်ဘာလို့လူငယ်နဲ့ဆိုတော့အခုလူကြီးပါလာတော့ပို့ပြီးတော့အဆင်ပြေရပါတော့ဟိုလောတဲ့ကျွန်တော်ဒီ Florian Base ကလည်းအခုလာပြီလေ join လာပြီးတော့တခြားတော့စောင့်ကြည့်ရပါတော့အဲ့တော့ကျွန်တော်ဒီပွဲပြီးတော့မှချက်ပြောပြလိုက်တော့ကျွန်တော် Liverpool transfer အကြောင်းလေးကျွန်တော်ပြောပြခြင်းနဲ့ပထမဆုံးအကြောင်းအရာတော့ဒီ James Pires ကနေဖော်ပြတာပေါ့နော်ကျွန်တော်မနေ့တော့ဂျိုးကူမတ်နေရာမှာဝင်ရောက်ဆော့ခဲ့တယ်အန်တူကီပေါ့နော်အဲ့ကောင်လေး Australia သားဒီကောင်လေးကနောက်နှစ်ကျွန်တော်ဒီအခုလာမယ့်ရာသီမှာသူဝင်ရောက်ကစားနိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီအခုဒီ World Cup ကိစ္စအဆင်မပြေလို့ပေါ့နော်ဘယ်လိုပြောရမလဲဒီ FA ကျွန်တော်ဒီအင်္ဂလန်ဘောလုံးဖွဲ့ချုပ်ပေါ့နော် FA ကနေသူတို့သတ်မှတ်ထားတဲ့ GB အမှတ်မပြည့်မီလို့ပေါ့နော်အဓိကမပြည့်မီလို့ဆိုပြီးတော့သူဘောပါမယ်မပေးတဲ့ပုံစံနော်မပေးဘူးဆိုတော့သူတခြားနိုင်ငံထွက်ပြီးတော့သူဆော့မှာဘာလို့လဲဆိုတော့သူတို့တတ်မှတ်ချက်ပေါ့ဗျာ GB တတ်မှတ်ချက်မမီလို့ဆိုပြီးတော့သူတို့အဓိကတော့ GB တတ်မှတ်ချက်တွေကကျွန်တော်ဒီနိုင်ငံတကာပွဲအတွေ့အကြုံအဲ့ဒါကြီးပါတယ်သူတတ်မှတ်တဲ့ပုံစံပြီးရင်ကျွန်တော်ကစားတဲ့ league တွေပါမယ်ပြီးအဆင့်league အဆင့်တန်းပေါ့နော် league အဆင့်တန်းတွေပါမယ်ပြီးဒီ club တွေမှာသူပွဲဘယ်လောက်ကစားပြီးပြီလဲပေါ့ဗျာChampions League တို့အကုန်လုံးမှာကျွန်တော် FA ကာဘောပေါ့နော်အကုန်လုံးမှာဘယ်ကစားဘူးလားပေါ့အဲ့လိုမျိုးပုံစံနဲ့သူကကျွန်တော်ထင်တာတော့ဒီ experience ကိုကြည့်ပြီးတော့သူတို့တတ်မှတ်တယ်ထင်ပါတယ်ဘာပါမယ်ပေးမပေးဘူးပြီးတော့အဓိကကျွန်တော်ဒီမနေ့ကကစားခဲ့အလူကြီးကလည်းအသက်ကလည်းငယ်သေးတယ်ပြီးတော့ Australia သားဆိုတော့ဟိုကျွန်တော် fan သင်းမှာလည်းသူကအတွေ့အကြုံမရှိသေးဘူးလေမနေ့ကမှစကန်ဘူးဆိုတော့အားကြောင့်လည်းဟိုဖြစ်တယ်ပေါ့နော်သူဘာပါမယ်အဆင်မပြေဖြစ်သွားတယ်ဒါပေမဲ့ဟိုစိတ်ပူတာတော့မလိုပါဘူးဘာဖြစ်လို့လဲအခုတော့တဲ့သူကျွန်တော်ဒီအသားအနေနဲ့ပဲဒီတခြားဒီအင်္ဂလန်ပြင်ပအတင်းဟိုပေါ့နော်သူအသားအနေနဲ့ပဲဟိုဖြစ်မှာပေါ့ငါးချတယ်ပေါ့နော်ငါးအနေနဲ့ပဲဈေးလွတ်လိုက်မယ်ဈေးလွတ်ပြီးတော့ကျွန်တော်ဒီသူအတွေ့အကြုံပွဲ experience ပေါ့အတွေ့အကြုံတွေရသွားပြီဆိုရင်သူပြန်လာပြီးရင် GB အမှတ်ပြေသွားပေါ့နော်ပြေသွားရင်တော့သူပေါ့ဒီ MV ပြန်လာပြီးတော့ဘောပါမယ်ရတယ်သူကစားလို့ရတယ်ပေါ့ဗျအဲ့လိုပုံစံရှိတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနောက်တစ်ခုကတော့ Fabrizio ပေါ့ထုံးစံတိုင်း Fabrizio Romano တင်ထားတဲ့ဒီကျွန်တော် Bradley Barcola ပေါ့ Bradley Barcola နဲ့အပြောင်းရွှေ့ဖြစ်တာကိုသူပြောပြတာပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့အခု Bradley Barcola အားလုံးလည်းသိရတဲ့အတိုင်းပဲသူက PSG အတင်းနဲ့ထွက်ချင်နေတာ
ဘာဖြစ်လို့လဲဆိုတော့သူဟိုမှာလည်းဂိမ်းတိုင်းမရအောင်ဗျာဟိုပွဲချိန်ကစားတဲ့မိနစ်သူလုံလောက်မရသူထွက်ချင်တာပေါ့နော်ထွက်ချင်တော့အဲ့ဒါနဲ့ပတ်သက်ပြီးသူဟိုပါဗီဒီယိုပြောတာတော့ဟိုလောဆယ်မှာဟိုကဒီ PSG ကသူ့ကို contract ဒီစာချုပ်ထပ်ချုပ်ဖို့ extend လုပ်ဖို့ဆိုပြီးတော့သူ့ဟိုလောက်ထားတယ်ဒါပေမဲ့ဒီဟိုဘယ်လိုပါဘူးလားဒီ PSG နဲ့သူစာချုပ်မချုပ်တော့ဘူးဆိုပြီးတော့တော့ confirm ဖြစ်သွားပြီဗျအဲ့တော့ဟို confirm ဖြစ်သွားပြီဆိုတော့ကျွန်တော်လီဗာပူးနေတယ်ဘာဖြစ်ဖြစ် try နေတယ် try နေတယ်ဘာဖြစ်ဖြစ်ဘလူပဲရောက်ပါဟိုခေါ်ယူတဲ့တယ်ပေါ့နော်ကျွန်တော်အဲ့လိုပဲမြင်တယ်အဲ့တော့ခေါ်တဲ့တယ်ဆိုတော့ဒါပေမဲ့သူ့ရဲ့ဟိုပါပေါ့တခုရှိတာသူ့ရဲ့အပြောင်း transfer fees ပေါ့နော်အပြောင်းရွှေ့စိတ်ကလည်းကစားသမားရဲ့အပြောင်းရွှေ့စိတ်ကလည်းဟိုပါဖြစ်တယ်ဈေးကတော့တော်တော်မြောက်တယ်ဒါပေမဲ့ဟိုဟာဗီဒီကိုပြောရတာကြတော့အကယ်သူတို့ချောင်းဖြစ်မယ်ဆိုရင်အနည်းဆုံးတန်း190အထိတော့မရောက်နိုင်ဘူးအဲ့လိုတော့ပြောရတာဗျဟိုဘာဂိုလာကြီးကိုတန်း190ကျော်ဗျနည်းနည်းများတော့ဗျဘာဂိုလာကိုလိုက်မဲ့သားကျွန်တော်တော့အိုလီသေးကိုပဲခေါ်လိုက်တယ်ပေါ့ဗျဘာဖြစ်ကျွန်တော်မှန်တယ်ပြောကျွန်တော်အိုလီသေးဦးဒီဗာလက်နေရာမှာကောင်းတာအိုလီသေးလိုပဲမြင်တယ်ဘာလို့ဆိုဘာဂိုလာဟိုပွင့်နေပြောရတယ်ဗျဘယ်ချီဟိုညာချီပေါ့ညာချီဟိုမှာသူကလက်ဝင်းဆိုကပူရိုအဘူမာတို့လို့ပုံတယ်ဗျအဲ့တော့ဟိုအမှလူတွေအရင်ထောက်သွားမလားတော့ပြောတယ်ဘာလို့ဘာဂိုလာသူဒီဘက် right one မှာဆိုတော့တခါသူတို့အဲ့လိုအရင်တော့သူတို့ချင်းပြီးတော့ဗျာဆွတ်ဟို position တွေဆွတ်ပြီးတော့သူတို့ဆော့တာတော့တွေ့ဘူးလေဒါပေမဲ့ဘာဂိုလာကတော့ကျွန်တော်အများကြီးတွေ့ရတော့ဒီလက်ဝင်းမှာပဲတွေ့တာများပါတယ်အဲ့တော့ဘာဂိုလာကြီးခေါ်ပြီးဘာလုပ်ချင်တာလဲပေါ့နော်ကျွန်တော်တော့အဲ့လိုတော့မြင်တယ်ဟိုတန်း190လောက်ထိဆိုဘာလုပ်တော့မှတန်း190ဆိုတာဟိုလေးသေးပဲဝယ်မယ်လေကျွန်တော်တော့အဲ့လိုပဲတွေးတာပေါ့နော်အဲ့တော့သူကတော့အဲ့လိုပြောတာပေါ့နော်တန်း190တော့မရောက်နိုင်ဘူးလို့ပြောတယ်အဲ့တော့ဟိုပြီးတော့လီဗာပူးလာကလည်းလီဗာပူးကိုပြောင်းရွှေ့ဘယ်လိုပဲလီဗာပူးရဲ့project ကိုလည်းသူကနည်းနည်းစိတ်ဝင်စားမှုရှိတယ်ဆိုတာအနာဂတ်အစီအစဉ်ပေါ့အနာဂတ်အစီအစဉ်ကိုစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ဘယ်လိုပြောရမလဲသူ့အနေနဲ့လည်းဒီမှာဦးတင်သူ့အတွက်တင့်တော်မယ်လို့သူအဲ့လိုထင်တာပေါ့နော်ဟိုဘာလို့ဆိုတော့ဒါမဲ့ radar ထဲမှာအာဆင်နယ်တင်းနဲ့ပါတော့ပါဘူးနော်အာဆင်နယ်တင်းလည်းပါဒါမဲ့လည်းအကယ်၍ဒါလီဗာပူးကအဲ့ဒီ transfer ကိုသူကဥဆောင်မယ်ဆိုတော့သူကတော့ရလောက်တယ်ပေါ့ဒီကတော့ PSG နဲ့ကျွန်တော်အပြောင်းရွှေ့ကိုတေချာညှိရပါတော့ဟိုဈေးကတော့တော်တော်မြောက်တယ်အဲ့တော့သူတို့နောက်ဆုံးတောင်းဆိုတဲ့အပြောင်းရွှေ့ကိုတေချာညှိပြီးတော့ပမာဏသိပြီးတော့အပြောင်းရွှေ့ဒီဖြစ်သွားရင်တော့ဒါမှလီဗာပူးလာရင်လည်းဆိုပဲပုံမယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်ကစားသမားအသေးရောက်လာတော့ကျွန်တော်ကြိုးစားပါပဲနော်ဘာဖြစ်ကောင်းပါတယ်အသေးရောက်လာတော့မရောက်တဲ့ဆိုင်တော့လေဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒီနေ့ပြောပြပါတယ်လီဗာပူးကျွန်တော်ဒီကျွန်တော်ပွဲပြီး30ကျင်းနဲ့အပြင် transfer news လေးပေါ့နော်ကျွန်တော်ပြောပြပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်ဒီ Facebook page လေးကို attack on MV ဆိုတဲ့ Facebook page လေးကို like and follow လေးလုပ်ပေးပါကြပါဦးဗျနောက်ဗီဒီယိုမှာလည်းကျွန်တော်နောက်ထပ်သတင်းတွေထပ်တက်လာဆိုတော့ကျွန်တော်ထပ်ပြီးတော့အသစ်တွေတင်ဆက်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်